ះတပည့်တော်မှဖះရှိခိုးရင်ဖះအာယုံပြုလို့မရပါဘူးဗျာဖះမျက်နယ်တော်ကိုလည်းမကြည့်ရဲပါဘူးဗျာပြီးတော့ဖះကိုလည်းဆဲတင်စိတ်တွေကိုလည်းပြန်ဆဲနေမိပါတယ်ဗျာတဲ့စိတ်ထဲကဖြစ်နေတာအဲ့ဒါပြောင်းအောင်ဘယ်လိုလုပ်ရမလဲဗျာဖះကိုဆဲမိကိုလည်းပြန်ဆဲမိတယ်အဲ့ဒါစိတ်ကထူးခြားတဲ့ချက်တွေစိတ်ရဖြစ်စဉ်ရလဲအဲ့ဒီစိတ်ကတော်တော်များများပေါ်အဲ့လိုပြဿနာတွေဖြစ်ဘူးတယ်တချို့ဖះကိုလည်းမကြည့်ရဘူးဖះလည်းမဖူးရဘူးဘာလို့လဲဆဲမိတာစိတ်တွေအဲ့ဒါထူးခြားတကယ်တော့အဲ့ဒါပုထုဇဉ်ရဲ့စိတ်ဆိုတာကအယူပဲဒီအဲ့ဒီပြဿနာခဏဖြေဘူးဒီ online အမေးဖြေတွေမှာလည်းဖြေဘူးတယ်ငငယ်ကလည်းကိုယ်တိုင်နည်းနည်းကြုံခဲ့ဘူးတယ်စင့်ကင်ကတကားကြီးတယောက်ဆိုရင်တရားတွေကိုသူတော်တော်လေးသူအားထုတ်ထားတယ်သူ10နှစ်15နှစ်လောက်ကိုသူအားထုတ်တယ်တော်တော်တရားရခြင်းစိတ်နဲ့နောက်ပိုင်းတရားလည်းအောင်မထုတ်တော့ဘူးဖျားစဉ်အိမ်မှာတော့ဖျားကန်းတောင်မသွားတော့ဖျားကန်းနဲ့တော့ဝင်တော့ဖျားစဉ်ရှေ့တော့မထိုင်တော့ဘူးဖျားမှန်တယ်မြတ်ဘယ်ဖျားမှမသွားတော့တရားလည်းအောင်မထုတ်တော့အဲ့ဒီတကားကြီးပြီးတော့သူဘုန်းကြီးတက်ကလှည့်လေပြီးလိုက်မေးနေတယ်တရားမေးတာဘာမေးလဲဆိုတော့အဲ့လိုပဲဖျားကိုမြင်လိုက်တာနဲ့ဖျားကြောင့်တွေးလိုက်တာနဲ့ဖျားကိုဆဲမိမမရန်တွေပြောဆိုလုံးမိနေတာအဲ့စိတ်ကြီးဖြစ်နေတော့သူကြောက်တာနဲ့တရားလည်းဆက်အမထုတ်ရဲဖျားတော့မမြင်ရဲဖျားရုပ်ထုတွေစီစီတွေစီတော့မသွားရဲအင်းရဖျားစင်ဖျားခန်းနဲ့လည်းမသွားရဲဖြစ်နေတာအဲ့ဒါကြာတော့စိုက်ကိုပုံစံဖြစ်တတ်တယ်စိတ်ကအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုပြီးသူကဘုန်းကြီးတွေလိုက်ပြီးဘုန်းကြီးတွေကလည်းနှီးမျိုးစုံဖြေကြတယ်ဖြေကြတော့သူလိုချင်တဲ့အဖြေမရဘူးအဲ့ဒီပြဿနာမဖြေရှင်းပေးနိုင်ဘူးနောက်ဘုန်းကြီးရောက်လာအဲ့ဒီတော့ဘုန်းကရဟန်းတောက်ဝါပဲရှိသေးတယ်ရဟန်းတောက်ဝါရှိသေးတယ်ဘုန်းဝန်တွင်းဘက်မှာလေဒီဆရာတော်ဘုရားကြီးတို့တိန်တော်စေကြီးတော်ဆရာတော်တို့အထုတ်တဲ့နေရာမှာတရားအထုတ်နေတာရဟန်းတောက်ဝါရှိသေးတယ်ဘုန်းကသူကမေးတော့မမေးခြင်းဘူးဒါပေမဲ့မေးဘူးတဲ့ဘုန်းကြီးလည်းစုံပြီးဆိုတော့နောက်ဆုံးသူမိတ်ဆွေတွေတိုက်တုံလို့ဘုန်းကြီးရောက်လာတယ်ဘာလို့ဘုန်းမမေးခြင်းလဲတော့ဘုန်းကရဟန်းတောက်ဝါပဲရှိသေးတော့ငယ်သေးတယ်ဆိုတော့သူကငယ်လဲငယ်သေးတော့အထင်သေးတာလည်းပါမယ်စိတ်ထဲယုံကြည်မှုအားနည်းမှာပေါ့နော်ငယ်လဲငယ်နေတာဟုတ်ဒါပေမဲ့သူကအဲ့သူပြဿနာလေးမေးလိုက်တော့ဘုန်းကအဲ့ဒါဖြေခဲ့ပေးဘူးတယ်အဲ့ဒီပြဿနာကဖြစ်တတ်တယ်စိတ်ဆိုတာကစိုးရင်လွန်လာပြီဖះကိုကြည်ညိုတာနေပြီးတော့ဖះကိုမကြည်ညိုမိရင်စော်ကားမိရင်အပြစ်ဖြစ်မှာပဲဆိုတော့သိလာတဲ့အခါမှာစိတ်ရဲ့တဘာဝတရားအထုတ်လာတဲ့အခါကစိတ်ကိုဖိနှိပ်ပါများလာတော့စိတ်ကအရွက်တိုက်တဲ့သဘောဖြစ်လာတာအဲ့ခါမှာကိုကဖះကိုမပြစ်မှားခြင်းဘူးဒါပေမဲ့စိတ်ကပြစ်မှားနေတယ်ကိုရဲ့တိစိတ်ကမပြစ်မှားခြင်းဘူးမတိစိတ်ကပြစ်မှားနေတယ်အဲ့လိုခွဲပြောပဲစိတ်ဆိုဒီတိုင်းပဲစိတ်လို့ပြောရင်မရှင်းပါဆိုလို့တိစိတ်မတိစိတ်အတွင်းစိတ်အပြင်စိတ်ပေါ့ဗျာကိုရဲ့ပိန်ကိုစိတ်ကမပြတ်မှားခြင်းကိုဒါပေမဲ့ကိုရဲ့စိတ်ကတော်ပြတ်မှားတယ်အဲ့ဒါတတိနဲ့ထိန်းနိုင်ရော့သွားပြီးပြန်ဖြစ်နေကြာတော့ဖះเจ้าမတွေးရဘူးတွေးလိုက်တာနဲ့ဆဲမိပြီပြီးတော့မပြတ်မှားတဲ့နာနဲ့ပြတ်မှားနေပြီအဲ့ဒီပြဿနာသူကဒါမကြုံဘူးတဲ့သူတွေနားမလည်တဲ့သူတွေတော့မေးအယူပဲဖြေဖို့လည်းရှင်းဖို့လည်းမလွယ်ဘူးတကယ်တော့ပြဿနာရဲ့အခြေခံကအနာလေးမှာပဲအဝေးကြီးမှာမရှိဘူးဘုံအဲ့လိုမျိုးလာမေးလျှောက်တော့ဘုံကအဲ့ဒါတကားအနေနဲ့ကတကားတိထားမှာကလို့နော်ဖះကပြစ်မှားလို့စေတကားမှာရှိလားမရှိပါဘူးဖះဒါပေမဲ့တပည့်တော်အဲ့လိုအဲ့ဒီတကားကြည့်တော့ညှင်းတိုးနဲ့သပင်ဗုဒ္ဓိုင်းနဲ့လူကစိတ်တက်တွေကြာပြီးတော့တရားလည်းအောင်မထုတ်တော့ဘူးဖះလည်းမတွေ့ရတော့ဘူးဖြစ်နေတာဖះတော့တော့မကြော့ရဘူးဖြစ်နေတာအဲ့လိုသူ့ရဲ့ပြဿနာကြီးကိုသူဘယ်လိုလုပ်အောင်မသိဘူးဖြစ်နေအဲ့ဒါဘုံကပြစ်မှားလို့စိတ်နဲ့ပြစ်မှားမှာအပြစ်ရှိတာပြစ်မှားလို့စိတ်မပါပဲပြစ်မှားရဲ့အဲ့ဟာတကားရဲ့ပင်ကိုစိတ်မကောင်းတဲ့အဖြစ်စိတ်မန်နဲ့စိတ်ပဲဒီတော့မန်နဲ့စိတ်ကပြစ်မှားတယ်အဲ့ဟာတကားပြစ်မှားမှာဆိုလို့ထိန်းလေစိုးလေဖြစ်နေတာမထိန်းနဲ့လို့အဲ့ဒီစိတ်ကိုဟာဘုံအားဆိုဒီလိုစိတ်တွေပို့ဆိုးမှာစိုးမှုစိတ်တကားကစိုးရင်စိတ်နဲ့ခွေးလိုပဲလိုက်ခွေးလိုက်တဲ့ကမှာကြောက်လို့ပြေးလေပို့ပြီးတော့ခွေးကလိုက်လေပဲအဲ့လိုပုံစံပဲတကားကစိုးရင်စိတ်ဖြစ်တယ်ဖះကငါတော့ပြစ်မှားနေပြန်ပြီငါတော့ငရဲကြီးတော့မှာပဲအဲ့လိုပြစ်မှားမှာစိုးလေအဟိုစိတ်ကပြစ်မှားလေကိုကထိန်းလေကိုတယောက်တည်းနဲ့အယူလိုဖြစ်လာကြာရင်တကယ်လဲယူနိုင်တယ်ဒီအတွက်ပြစ်မှားလို့စိတ်ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကရှိလားမရှိပါဘူးလုံးဝမရှိပါဘူးဗျာအဲ့ဒါဆိုတရားမှာဘာပြစ်မှမရှိဘူးဒီအတွက်မကောင်းတဲ့စိတ်ကပေါ်လာလဲစိုးရင်စိတ်နဲ့မထားနဲ့သူ့ကိုမထိန်းနဲ့ဂယုမဆိုင်နဲ့ထိန်းလည်းမထိန်းနဲ့ဂယုလည်းမဆိုင်နဲ့တွတ်သူဘာပဲဖြစ်ဆဲဘလို့ပဲပြစ်မှာဒါငါစိတ်မဟုတ်ဘူးအဖြက်စိတ်
မန်တဲ့စိတ်နဲ့ဆိုးရဲ့စိတ်ပဲဒီအတွက်ဒီဆိုးတဲ့မကောင်းတဲ့ပုံကိုယ်ရဲ့စိတ်ဖြစ်နေတာဖြစ်ပလိစေငါရဲ့ပင်ကိုယ်စိတ်မဟုတ်တဲ့အတွက်ငါဘာပြစ်မှမဖြစ်ဘူးစိုးရင်စရာလည်းမလိုဘူးဆိုပြီးတော့ကိုတရားတာကိုမှတ်သူ့ဘလောက်အာယုံထဲမှာပေါ်လာအဲ့ဒါကိုစိုးရင်စိတ်နဲ့လည်းတွားမကြည့်နဲ့အာယုံလည်းမပြုတ်နဲ့ပေါ်ခဲ့ရင်လည်းတကယ်မဆိုင်နဲ့ကိုတရားတာကိုမှတ်ဒီအလေးကျင့်လေးလှုပ်လိုက်ရင်ရေချောင်းဖြစ်တဲ့အညစ်ကြီးကရေနဲ့ပဲစေးကြောရတယ်စိတ်ချောင်းဖြစ်တဲ့အညစ်ကြီးစိတ်နဲ့ပဲစေးကြောရတယ်စိတ်ကစိုးရင်လို့ထိန်းလေကိုယ့်ရဲ့စိတ်ကတော့ပြတ်မားလေသူများပြောရင်လည်းသူများနားလည်မှာမဟုတ်ဘူးအဲ့လိုဖြစ်ပြီးစိတ်တွေရှုပ်ထွေးနေတာဒီအတွက်မကောင်းတဲ့စိတ်ဖြစ်ပေါ်လာရင်ကိုတရားရကိုမဲ့ပေါ်လာရင်လည်းဥပိ္ပခာနဲ့နေငါရဲ့ပင်ကိုစိတ်မဟုတ်တဲ့အတွက်ငါအပြစ်မဖြစ်ဘူးတော့မစိုးရင်လည်းနဲ့စိုးရင်အဲ့စိတ်ကပြန်ဖြစ်ပြီးကိုပြန်ခြောက်နေလှန့်နေဦးမှာပဲလို့ရှင်းပြလိုက်တာရှင်းပြပြီးအဲ့လိုပေါ့တရားထုတ်တယ်ပေါ်လာပါစေကိုတရားရကိုစက်မှတ်ပါများရင်ပေါ်လာတော့များကိုဂိမ်းမဆိုင်တဲ့ဥပိ္ပခာရှုဒါဆိုရင်နောက်ပိုင်းသူမပေါ်လာတော့ဘူးစွန့်စိမ့်နဲ့ကြည်လေတရေဆိုတာကြောက်တဲ့အပူခြောက်တယ်ခွေးဆိုတာကြောက်တဲ့လူထွက်ပြေးပူလိုက်တယ်အဲ့လိုပဲစိတ်ကလည်းကြောက်လွန်သွားရင်ကိုယ့်ရဲ့ပင်ကိုယ်စိတ်မဟုတ်ဘဲနဲ့ကိုယ်စိတ်နဲ့ကိုယ်အတွင်းစိတ်အပြင်စိတ်မတိစိတ်နဲ့တိစိတ်တိုက်ပွဲဖြစ်ပြီးယူတောင်ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုတော့တကအဲ့လိုမျိုးတာနိုင်အောင်မှတ်ရှောင်ပြေးရမှာမဟုတ်ဘူးမှတ်ပါများဂရုမစိုက်ပါများတမာတိအားကောင်းလိုက်သူမပေါ်လာတော့ဘူးလို့နော်အခုအဲ့တကအဆင်ပြေသွားပါတယ်ဘောပေးတဲ့နီးနဲ့ယောဂီတွေနားလည်လားမသိဘူးနော်ဘောလည်းအာယူပြီးဟောပေးနေတာဖြစ်တယ်နားလည်မယ်လို့ယူဆပါမရှိရင်တော့ပြန်မင်းလျှောက်ပါနော်